အသင်းကို3-0ကနေပြန်လည်တည်ဆောက်ရအောင်မဲ့ Chelsea ချန်ပီယံဆိုတာဒါမျိုးကွာလို့သက်သေပြလိုက်တဲ့ Man City ရေတန်လောပဲမင်္ဂလာပါခင်ဗျာ Yes Sport IMAX ကိုရှိကိုစားမိကနေအားလုံးကိုပြန်လည်ကြိုးလိုက်ပါရင် iPad ကိုရှိကို Mount 556ကစားမယ်ဆို Viber 39 2150 40ကိုဆက်သွယ်အကောင့်ဖွင့်ကစားနိုင်ပါတယ်ခင်ဗျာ Premier League ရဲ့ဆုံးဖြတ်ကာလတွေရောက်လာတိုင်းပတ်ကွာလာရဲ့ Manchester City တို့ဘလောက်တောင်ကြောက်စရာကောင်းသွားလဲဆိုတာဒီနေ့ Stamford Bridge မှာသက်သေပြလိုက်ပါပြီ။ Prime မှာဂိုးမသွင်းနိုင်ခဲ့ပေမဲ့ဒုတိယပိုင်းမှာ Chelsea ကို 3-0 ဆိုတဲ့ရလဒ်နဲ့ဂိုးပြတ်နိုင်ယူပြီးဇယားထိပ်က Arsenal ကိုဒူးတုံချေတုံဖြစ်သွားစေတဲ့ပြင်းထန်တဲ့သတိပေးချက်တစ်ခုပေးပို့လိုက်တာပဲဖြစ်ပါတယ်။ Prime မှာ Chelsea တို့ခံစစ်ကိုကြစ်လက်အောင်ကစားနိုင်ခဲ့ပြီး Man City ရဲ့တိုင်းစစ်ကိုအတန်အသင့်ထိန်းချုပ်နိုင်ခဲ့ပါတယ်။ဒါပေမဲ့ Guardiola ရဲ့အသင်းဟာဝေလဲခန်းကနေအတွက်ဒုတိယပိုင်းစတင်ချိန်မှာတော့ဂီယာပြောင်းပြီးဒရက်ဆက်ဖိအားပေးပါရယ်ဒုတိယပိုင်းစားလို့6မိနစ်ကြာပါမယ် Ryan Cherki ရဲ့ဘယ်ချင်နဲ့တီးခြားလှပတဲ့ဖြတ်တင်ဘောကိုလူငယ်ချင်းဝင်နီကို O'Reilly ကခေါင်းတိုက်ပြီးအဆုံးသတ်သွားခဲ့ပါတယ်ဒီကောမှာ Cherki ရဲ့ vision နဲ့ O'Reilly ရဲ့ area တွင်းနေရာယူမှုပေါက်ပေါ်ဆက်ရှင်င်းက Chelsea နောက်တန်းကိုအလွယ်တကူကျော်ဖြတ်သွားတာတွေ့ရပါတယ်နောက်ထပ်6မိနစ်ကြာမှာ City တို့ဒုတိယကိုတက်ရခဲ့ပါတယ်ဒီတစ်ချိန်တော့ဒါကန်ဘောကနေတဆင် Cherki နဲ့တိုကူတို့ပေးယူလို့ပြီးတင်ပေးလိုက်တဲ့ဘောလုံးကို Chelsea Academy ထွက်ဟောင်း McGahey ကဂိုးပေါ်တာတဲ့ကိုလှလှပပခေါင်းတိုက်သွင်းသွားခဲ့တာဖြစ်ပါတယ်ဒါ City ရဲ့လေ့ကျင့်ရေးကွင်းကနေတေချာပြင်ဆင်လာတဲ့ဆက်ပစ်ပြူအောင်မြင်သွားတာပဲဖြစ်ပါတယ်Chelsea အတွက်အဆိုးဆုံးအမှားကတော့68မှာလာပါတယ်။ကိုသမား Robert Sanchez ကကန်စီလိုကိုဘေးရက်ကစားဖို့ပေးပို့လိုက်တဲ့ဘောလုံးကို Jeremy Doku ကအမြန်နှုန်းနဲ့ဝင်လို့ပြီးဂိုးတောက်တဲ့အဆုံးသတ်သွားခဲ့တာပါ။ဒါ City ရဲ့အကြောင်းဆရာကောင်းတဲ့ရှေ့တန်းကနေဖိအားပေးမှုကို Chelsea တို့မခံနိုင်ပဲဂိုမားနဲ့ကိုပြိုလဲသွားတာဖြစ်ပါတယ်။ဒီပွဲမှာအာလင်ဟာလန်ဂိုးမသွင်းနိုင်ခဲ့ပေမဲ့သူပိုင်ကစားပေးနေမှုက Chelsea ခံစစ်ကိုအများကြီးဒုက္ခပေးခဲ့ပါတယ်။ဟာလန်ကိုလူကတ်ဖို့ Chelsea နောက်ခံလူတွေအာရုံစိုက်နေရတဲ့အတွက်တောင်ပန်ကချာကီနဲ့တိုကူတို့ကွင်းလယ်ကဝင်လာတဲ့ O'Reilly တို့အတွက်နေရာလူတွေအများကြီးပေါ်ထွက်လာစေခဲ့ပါတယ်။ဟာလန်ဂိုးမရခဲ့တာကဆန်းချက်ရဲ့လက်စွမ်းပြကာဝယ်မှုတချို့ကြောင့်လည်းပါဝင်ပါတယ်။ဒါပေမဲ့ဆန်းချက်ဟာ short stopping ဂိုးကာဝယ်မှုမှာကောင်းခဲ့ပေမဲ့ ball playing ခြေအသုံးချမှုမှာတော့အသင်းကိုဒုက္ခပေးခဲ့ပါတယ်။ Man City အားရသည်ပိတ်ခံနေဖိအားများဆုံးချိန်တွေမှာဘလောက်ထိတည်ငြိမ်တယ်လဲဆိုတာစင်းစရာတွေကတက်တည်ပြနေပါတယ်။ဧပြီလထဲမှာကစားခဲ့တဲ့Premier League ပွဲစဉ်နောက်ဆုံး32ပွဲမှာ City က29ပွဲထိအနိုင်ရရှိထားခဲ့ပါတယ်။နိုင်ပွဲရရှိမှုရာခိုင်နှုန်းက90.6%ရာခိုင်နှုန်းထိရှိနေတာပါ။ဘာလိုင်းလက်ထက်မှာဧပြီလအတွင်းတပွဲကိုပြည့်မြ2.53အမှတ်ထိရောက်နိုင်စွမ်းရှိတာဟာသူတို့ရဲ့ချန်ပီယံ DNA ကိုထင်ရှားပြသနေတာပါ။ Arsenal ဘက်ကအမှတ်ရပြီးတောက်လျှောက်ကိုခြေချော်လက်ချော်ဖြစ်နေတဲ့အချိန် City ကအခုလိုခြေချော်မှုမရှိပဲခီးဆက်နေတာဟာ Arsenal ရဲ့အသင်းအတွက်တော့စိတ်ပိုင်းဆိုင်ရာဖိအားတွေအများကြီးဖြစ်လာစေပါတယ်။ Chelsea အတွက်တော့ဒီပွဲဟာသူတို့ရဲ့ထိပ်သီးအသင်းတွေကြားကော်ဟာချက်ကိုရှင်းလင်းလင်းမြင်တွေ့လိုက်ရတဲ့ပွဲပါပဲ။ Prime မှာကောင်းသလောက်ဒုတိယပိုင်းမှာဇက်တိုက်ပြိုကျသွားတာဟာအသင်းရဲ့စစ်ရေးပိုင်းဆိုင်ရာတည်ငြိမ်မှုမရှိတာကိုပြသနေပါတယ်။နောက်တန်းကနေကစားကွက်တီဆောက်ရမှာအလဲတကူအမားလုံးတက်တဲ့အကျင့်တွေကိုမပြင်နိုင်သေးသေးတော့ Chelsea အနေနဲ့ပွဲကြီးတွေမှာရလဒ်ကောင်းရဖို့ခက်ခဲနေမှာပါ။ဒီကုန်းချုပ်နေနဲ့ပြောရမယ်ဆိုရင်ဒီပွဲစဉ်ဟာ Man City ရဲ့ချန်ပီယံစစ်တို့ရဲ့ခြေလှမ်းကိုမြင်တွေ့ရတဲ့ပွဲပါပဲ။ဒုတိယပိုင်းမှာနီးပြပိုင်းပြောင်းလဲလုပ်ပြီးပြိုင်ဘက်ကိုအချိန်တော်အတွင်းအလဲထိုးသွားနိုင်စွမ်းဟာ City ရဲ့အင်အားကောင်းဆုံးလက်နက်ပါပဲ။ Arsenal အနေနဲ့ဒီ PR တွေကိုဘယ်လိုတုံ့ပြန်မလဲဆိုတာကဒီဟာဒီ Premier League ချန်ပီယံလူပွဲရဲ့အဆုံးဖြတ်ဖြစ်လာပါလိမ့်မယ်။ Chelsea ကတော့သူတို့ရဲ့လိုအပ်ချက်တွေကိုပြန်လည်သုံးသပ်ပြီးလာမယ့်ရာသီတွေမှာအသင်းကိုအခြေခံကနေစပြီးပြန်လည်တည်ဆောက်ရမယ့်အနေအထားမှာရှိနေပါသေးတယ်။ဒီကိုတော့လက်ခံနိုင်ကြရလားပြောပေးခဲ့ကြပါဦး။အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတူပဲတင်ရှိပါရခင်ဗျာ။